ကိုယ့်ရဲ့ခံစားချက်တွေနာကျင်မှုတွေကိုလွှတ်ချဖို့ရန်အတွက်ကိုတော်များခက်ခဲကြတယ်ပေါ့ဘာလို့လဲဆိုလို့ရှိရင်အော်ချင်းတို့တွေငငယ်လေးကတည်းကကိုခံစားခဲ့ရတဲ့အရာတွေကိုထိမ့်သိမ်းလာတာဖြစ်တယ်ပေါ့ကိုယ့်ရဲ့ရင်ထဲမှာထိမ့်သိမ်းလာတဲ့အခါမှာဒီတန်ရာတွေကနောက်ပြီးတော့ဒီတန်ရာတွေကိုလွှတ်မချတဲ့အခါမှာဒီတန်ရာတွေကတဖြည်းနဲ့များလာတယ်မြင်သာအောင်ပြောမယ်ဆိုလို့ရှိရင်အော်ချင်းတို့ငငယ်တုန်းကလမ်းလျှောက်တက်ဆမှာပဲဖြစ်စော့ကစားတဲ့အချိန်မှာပဲဖြစ်အော်ချင်းတို့တွေဒူးတွေလဲဘူးတယ်ဒူးတွေမှာအနာဖြစ်ဖူးတယ်ပေါ့ဒီလိုမျိုးအနာကိုအော်ချင်းတို့ကနေပြီးကကြတော့ဆေးမကူပဲထားလိုက်မယ်ဆိုလို့ရှိရင်ဒီအနာကအကြရှည်ဖြစ်ပြီးကကြတော့ကြာလေနာလေဖြစ်တယ်ပေါ့အဲ့ဒီတုန်းကတောင်မှပဲအော်ချင်းတို့ဒီအနာကိုတက်တာဖို့အတွက်ဆိုလို့ရှိရင်အော်ချင်းတို့အရက်ပြန်ထည့်ရတယ်ဆေးဝါးကြီးထည့်ရဒီလိုမျိုးအခြေအနေမျိုးရှိတယ်ပေါ့အဲ့ဒီတော့ဒီလိုအရက်ပြန်ထည့်တဲ့ဆေးဝါးကြီးထည့်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီဒဏ်ရာကနေပြီးကကြတော့နာကျင်မှုအနှဲငယ်နာကျင်မှုရှိလိမ့်မယ်ပေါ့အနှဲငယ်ဆိုတာနာကျင်မှုရှိလိမ့်ဒါပေမဲ့ဒီနာကျင်မှုကိုအော်ချင်းတို့တွေလက်ခံပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ဒီရဲ့အရာကြောင့်မလို့ဆေးဝါးကြီးကြောင့်ဒီရက်ပြန်ကြောင့်မလို့အနာတွေကတက်တာသွားတယ်အနာတွေကခြောက်သွားပြီးတော့ကျတော့အနာတွေကထပ်ပြီးကကြတော့ကြီးမလာပဲနဲ့တဖြည်းနဲ့ပျောက်ကွယ်သွားပြီးအမာရွတ်တာလောက်ပဲရှိတော့တဲ့အခါမှာအော်ချင်းတို့စီမှာနာကျင်မှုဆိုတာကလွတ်မြောက်သွားတယ်ပေါ့ဒီလိုသဘောတရားပါပဲအော်ချင်းတို့အခုလက်ရှိမှာဆိုလို့ရှိရင်ကိုခံစားနေရနာကျင်မှုတွေငယ်တုန်းကဒီလိုမျိုးစိတ်ခံစားချတဲ့အရာတွေအကုန်လုံးကိုအော်ချင်းတို့လွတ်ချမယ်ဆိုလို့ရှိရင်စောနာပြောသလိုပဲအနာကိုဆေးထည့်တယ်လို့မျိုးအနှဲငယ်တော့ဆက်ကောင်းဆက်ပါလိမ့်ဒါပေမဲ့ဒီဆက်တဲ့အရာကိုလက်ခံပြီးကကြတော့ဒီအချိန်ခဏလေးအတွင်းမှာကိုကလက်ခံလိုက်တယ်ဆိုလို့ရှိရင်နောက်ပိုင်းအမာရွတ်ပဲကြံတော့တယ်ဆိုလို့ရှိရင်ကိုရဲ့သွားမယ်ပြောမယ်ဆိုလို့ရှိရင်ဒီအရက်နာကျင်မှုတွေမရှိတော့ဘူးအမာရွတ်ရှိနေတဲ့အခါမှာဆိုအော်ချင်းတို့အခုငယ်တုန်းကဆိုရင်ဒဏ်ရာတွေအများကြီးပဲရှိခဲ့တယ်ကွာကိုလက်မှာအမာရွတ်ရှိတယ်ဆိုရင်တော့မှဒီအမာရွတ်ကိုသတိမထားမိတော့ဘူးဘာလို့လဲဆိုတော့သူ့ရဲ့နာကျင်မှုကမရှိတော့ဘူးပေါ့နော်ဒီဒဏ်ရာလေးတော့ကြံခဲ့တဲ့ကြဒီလိုမျိုးမဟုတ်ဘဲနဲ့ထားမယ်ဆိုလို့ရှိရင်အနာကအနဖီးတော့တက်လာပြီးမဲ့အတွင်းထဲမှာကြံခဲ့ပြီးကကြထပ်ပြီးတော့ပွားတာမျိုးတွေဖြစ်တယ်ကိုယ့်ရဲ့အန်ဒီရဖြစ်တာမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့အခုလက်ရှိမှာကိုကခံစားနေရတဲ့အရာတွေကိုယ့်ရဲ့တန်ရာတွေကို heal ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ healing session တွေကိုယူလိုက်ပေါ့ healing session ယူခြင်းကဘာလဲဆိုလို့ရှိရင်အော်ချင်းတို့တွေအနာကိုဆေးထဲတာနဲ့တူပါတယ်ဒါကြောင့်မလို့ဒီလိုမျိုး healing session တွေယူပြီးကကိုယ့်ရဲ့စိတ်တွေကိုပြေရော့ပြီးကကြတော့ကိုကနေပြီးတော့ကောင်းမွန်တဲ့ energy နဲ့အစားထိုးသွားမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့စိတ်တန်ရာတွေကိုယ့်ရဲ့ trauma တွေကိုယ့်ရဲ့ emotion တွေကနေ release ပြုလုပ်ပြီးကကြကိုကပေါ့ပါနဲ့ကိုယ့်ရဲ့နေ့ရက်တွေကိုဖြတ်တန်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့တန်ရာတွေကိုမလွတ်ချနိုင်ဘူးဆိုလို့ရှိရင်တော့ကိုကထိမ့်သိမ့်ပြီးကြာရှိမှာနာကျင်စွာထိမ့်သိမ့်ကျင်တယ်ဆိုလို့ရှိရင်လည်းမိတ်ဆွေတို့ရဲ့သဘောဖြစ်တယ်တကယ်လို့ကိုကနေပြီးတော့ခဏတာကိုပဲအနာကိုပျောက်ချင်တယ်စေးထည့်မယ်ဆိုလို့ရှိရင်တော့ healing session တွေကိုလာရောက်ပြီးကကြတော့ join လို့ရပါတယ်အော်ချင်းက Reiki Energy Healer အော်ချင်းဖြစ်ပါတယ်တဦးတယောက်ချင်းစီအတွက် by one healing ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အော်ချင်းရဲ့ page message